الحمد لله وكفى وسلام على عباده الذين اصطفى أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم وذكر فإن الذكرى تنفع المؤمنين آمنت بالله صدق الله المولانا العظيم اللهم صل على سيدنا ونبينا ومولانا محمد وعلى آل سيدنا ونبينا ومولانا محمد وبارك وسلم ဒီစာပါတဲ့ iman ချင်းများခင်ဗျာဘုနာကြတဲ့မကဘုလ်တွေကဒူအာရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြနေတဲ့အဲ့ဒီထဲမှာပထမဦးဆုံးဒူအာဖြစ်တဲ့ ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار ဒီဒူအာကိုကျွန်တော်ရှင်းပြတယ်မောလနာမုဖတီအီဆာအစမာနီအခင်းကြီးကအဲ့ဒါပတ်သက်ပြီးတော့မိမိရဲ့မဂျစ်မှာကာလတန်ကြာဒါကိုရှင်းပြတင်ပြထားတဲ့အဲ့ဒီအချက်တွေကိုကျွန်တော်ပြောပြနေခြင်းဖြစ်ပါတယ်ဒူအာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အလ္လာဟ်မှာတောင်းနေဆိုတော့ဘယ်လိုမိတောင်းလိုက်တဲ့အရာမိမိတို့အကျိုးဖြစ်မလားဆိုးကျိုးတက်ရောက်သွားမလားဒါကိုကိုယ်ကမသိဘူးအတိဆုံးအရှင်ကအလ္လာဟ်ပဲဖြစ်တယ်ဒီဟာတခုကျွန်တော်တောင်းလိုက်လို့ကျွန်တော်ပေးလို့ကျွန်တော်ကတော့ကျွန်တော်အတိနဲ့ကျွန်တော်မှီတဲ့အတိနဲ့ကျွန်တော်ကတော့ဒါငါတို့အင်တန်ကောင်းသွားမယ်လို့ထင်ပြီးညားလေအလ္လာဟ်အတိထဲမှာတော့ဒါတူဆိုးတယ်နောက်တစ်ယောက်မှတွေ့လို့သူ့မှာရှိတဲ့သူ့ဆင်ပြေတယ်ကိုယ်မှာရှိတယ်ကိုယ်ဆင်ပြေတယ်မှဆင်ပြေတယ်ကဏ္ဍတိုင်းမို့ဥစ္စာပစ္စည်းများနဲ့ပတ်သက်ရ၎င်းနောက်စီးများနဲ့ပတ်သက်ရ၎င်းတာလီမီများနဲ့ပတ်သက်ရ၎င်းရာလူအာနာနဲ့ပတ်သက်တဲ့ရ၎င်းဒါဒီအားလုံးအလ္လာဟ်အတိဆုံးဖြစ်တယ်လာတိသုံးကြည့်တယ်ကျွန်တော်ကတော့ငါဒါရှိသွားရင်တော့ပြီးငါတို့ကတော့လုံးဝအစင်ပြီးသွားပြီဟိုလာရှိသွားရင်တော့အစင်ပြီးသွားပြီဒါလေးရရင်တော့ဒါပြီးပြီတော့အလ္လာဟ်အတိမှာတော့အဲ့ဒါရပြီးမှဒုက္ခရောက်သွားမယ်အဲ့ဒီပုံမှာအလ္လာဟ်ဒီမှာတောင်းလိုက်တဲ့ဟာဆာနာအဲ့ဒီဟာဆာနာနဲ့ပတ်သက်ပြီးတော့ဘယ်နည်းရှင်းပြအဲ့ဒီဟာဆာနာမှာရရှိတဲ့အရာဟာဒုညာတော့ကိုအာခရတ်တော့ကိုဒီကောင်းကျိုးတွေမိအားလုံးတစ်ခုလုံးပါတယ်အဲ့ဒီကိလိုပဲဒီဥစ္စာရရှိခြင်းကလေအဲ့ဒီဥစ္စာရပြီးတော့မိတို့ဒါကနာတော့ကိုအကျိုးရှိစေမယ်အာခရတ်တော့ကိုအကျိုးရှိစေမယ်ဆိုလိုမတက်ရောက်ဘူးဒီအချက်တွေဒီဟာဆာနာထဲမှာပါတယ်အဲ့တော့လာရှိမြတ်ကကျွန်တော်တို့အကျိုးရှိမဲ့အရာကိုအလ္လာဟ်ရှိမြတ်မယ်ကျွန်တော်တောင်းလိုက်တာအကျိုးမရှိမဲ့အရာကိုတော့အလ္လာဟ်လက်ခံနေသူ့ပညာနဲ့ဒုညာမှာတော့မပြီးဘူးအာခရတ်မှာပြီးတော့ဘလာတစ်ခုခုအလ္လာဟ်ဖေရှားပြီးတို့ဘယ်လိုပဲဖြစ်အလ္လာဟ်ပေးပြီးဖြစ်ပါလေဒုညာမှာချိမြတ်ပြီးဖြစ်ပါလေအာခရတ်မှာပဲရောက်မှချိမြတ်မယ်ပဲဖြစ်ပါလေသူအတောင်းလိုက်တဲ့အပေါ်မှာတော့ချက်ချင်းဆဝါတစ်ခုရပါဘဝတောင်းလိုက်တဲ့အပေါ်မှာတော့အမလနာမှာကျွန်တော်ရဲ့ကောင်းမှုမှတ်တမ်းနဲ့မှာဇဝတ်တစ်ခုရောက်သွားပြီ။ဒါကြောင့်လေဘုရားကလည်းတင်ပြတယ်ဒူအာကိုကအီဘာဒတ်ပဲအီဘာဒတ်တောင်းမှရိုးအီဘာဒတ်မဟုတ်အီဘာဒတ်တဲ့အားလုံးရဲ့အနှစ်ချုပ်ပဲဒူအာဒါတစ်ခုရသွားပြီ။အဲ့တော့ဘေဘတာမှာအရှုံးမရှိဘူးအမြတ်ကြီးပဲအမြတ်ကြီးပဲအလ္လာဟ်နဲ့သွားပြီးအလ္လာဟ်တော်ကြားတော့ပြီးဒါတွေအလုံးအဲ့ဒီကေလိုပဲဒုညာနဲ့ပတ်သက်ရင်တောင်းတဲ့နေရာမှာဒါတော့တောင်းဒုညာမှာဘယ်လောက်ကြာရနေရမလဲဒါတော့အတိုင်းတာတော့တောင်းအာခရတ်နဲ့ပတ်သက်ပြီးတော့တောင်းတာအာခရတ်မှာဘယ်လောက်ကြာရနေရမလဲဒုညာတော့ခဏပဲအာခရတ်ကတော့မဆုံးနိုင်တဲ့တန်းဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ဒုညာပဲတောင်းနေတယ်အာခရတ်ကိုကြတော့နည်းနည်းလေးတောင်းတယ်ဒီလိုမဖြစ်အောင်
နောက်ဆုံးအဲ့လိုမဟုတ်ရင်တော့မှဒီလိုမြတ်လို့ပေါ့လူညာလည်းအလားပေးပါအမြင်များပေးပါအာသက်တယ်များပေးပါတော့နော်တို့လေးပဲလူအများစုကလူကနေတောင်းတော့စတောင်းပြီးဆိုရင်ဒုနီယာပဲထွက်တယ်ဒုနီယာပဲထွက်တာအာသက်မပါဒီတော့ကြောင့်ဒါဒီနေ့ကတင်းပြတယ်လူဒီမှာတော့တောင်းတဲ့နေရာမှာ၃မျိုး၃စားရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့တစ်မျိုးကတော့ဒုနီယာပဲတောင်းဒါဒီနေ့အများစုဖြစ်နေတာပေါ့လက်ချလိုက်ဒုနီယာပဲပြပါဒါပြပါဒါပြပါပစ္စံပြပါကာပြပါတိုက်ပြပါပြပါညာပဲပြောမယ်တောင်းအာခရတ်မပေါ့အလားအဲ့တော့တော့မကြောက်ဒီတော့ကြောင့်ဒီ ربنا آتنا في الدنيا حسنة وفي الآخرة حسنة ရဲ့အပေါ်မှာရှိတာအယတ်တော်မြတ်မှာ ومنهم من يقول ربنا آتنا في الدنيا وما له في الآخرة من خلاق ဒုနီယာပဲတောင်းတော့အာခရတ်ရဲ့ဝိသုတုမှာဘာမှမရှိပါဘူးအာခရတ်ဘတ်တယ်မတောင်းအလားတော့မချတို့နောက်တော့အဆုကတော့အဲ့လိုမဟုတ်ဘူးနောက်တစ်မျိုးကတော့ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار دنيا تين دي جين طاون شميا قولي طاون آخرت نفتح بدولة طاون لا أنا دوشا آخرت تين دي جين ولا طاون أولئك لهم نصيب مما كسبوا ولا تيمون نار دوشا رتو نقول تا أرو دنيا تا دنيا تا no ဒါကြောင့်လေဆိုတော့ဒုနီယာဆိုတာကလေအာခရတ်ဘက်ကိုတွားဖို့အတွက်ဒါလည်းဒီကားတစ်ခုပဲအစားတောက်စားမယ်တောက်ရမယ်တော်မှလည်းဒီဝတ်တွေလုံနိုင်တယ်ထုံးနည်း၎င်းပဲမမိနေဖို့ထိုင်ဖို့အိမ်ဆိုတာလူအပ်တယ်တော်မှနောက်ဆောင်မသိတော့ကျွန်တော်တို့ဒီနေ့ဗလီဘိုးကျောင်းလေးရှိတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်နေဖြစ်တယ်တကယ်ကျွန်တော်ဒုနီယာမရှိဘူးဆိုရင်ဒုနီယာစီငှားတာဘာလို့လို့ရှိရင်နော်ရွက်တဲလေးတွေထိုးပြီးရွက်တဲလေးတွေယာယီနေရာလေးတွေလုပ်ပြီးတော့နော်ဘုံမဒီမှာလိုက်ဖအဲဒုနီယာရှိတယ်ဟိုမှာဒီနေ့ကျွန်တော်တို့ကိုယ်လိုက်ဗလီတွေစောက်တယ်မြေတွေဝယ်တယ်လုပ်တယ်ကိုင်းတယ်ကဏ္ဍတိုင်းပေါ့အဲ့ဒီတော့ကြောင့်ဒုနီယာလည်းတောင်းအလ္လာဟ်ဒီမှာဒီလိုဖြောက်ထားရလားကျွန်တော်မျိုးလူသားဖြစ်ပါတယ်အာရင်ချိနေပါတယ်ငတ်မုတ်တဲ့တံကိုကျွန်တော်မခံနိုင်ပါဘူးအလ္လာဟ်ရိုဇီကကျွေးဝမှုကိုချိနေပါအလ္လာဟ်ယောဂရဲ့တံကိုကျွန်တော်မခံနိုင်ပါဘူးကျွန်တော်အာနေပါချိမနေပါလေအလ္လာဟ်ကျမ်းမာရေးကိုချိပြပါအဲ့လိုပဲအိုးမဲ့အိမ်မဲ့နေနေတဲ့တန်ကိုကျွန်တော်မခံနိုင်ပါဘူးအလ္လာဟ်အိမ်လေးကောင်းကောင်းအလ္လာဟ်ပေးပါဒုနီယာတာအဲ့တော့ဒုနီယာမတောင်းပဲနဲ့အာခရတ်ပဲတောင်းခြင်းကလေအဘဒီယတ်လို့ခေါ်တဲ့ဘန္တာဖြစ်ခြင်းဒါနဲ့ဆန့်ကျင်မဲ့ဖြစ်တယ်ဒါကြောင့်လေဘန္တာအာနေတယ်ဒုနီယာလိုအပ်တယ်ဒုနီယာတောင်းအဲ့တော့ဒုနီယာမတောင်းတဲ့ရွေချက်ကဘာဖြစ်သွားသလဲဆိုတော့အလ္လာဟ်ကိုနည်းနည်းတက်ပြီးပြလိုက်တယ်ယာလာတိုက်တူထားကျွန်တော်နေပြမယ်ငါလည်းကျွန်တော်နေမယ်အိမ်မရှိလည်းကျွန်တော်နေမယ်နော်ဒုက္ခလည်းကျွန်တော်ခံပြီးတော့နေမယ်အဲဒီအလ္လာဟ်ဘက်ကအာစမာအစ်လာရင်ဘာခံနိုင်မလဲဒီတော့ကြောင့်ये शेख साहब चले अगर मौलाना शाह हकीम मोहम्मद कर रहा हूं मैं कहूं रे भाई दुनिया को लात मारो जो है चलो बचूरो में या दुनिया चलो ले कैंपियस रा चलो बचूरो सुनो तो वो जाएगा जिंगा ये लोग ना नहीं हुआ बाकी लाग दुनिया को लात मारो हो दुनिया ले सिया ये तो जाओ तमन में सल्लल्लाहु अलैहि वसल्लम सावता वकाजी दबानी थाई में काउं खेदो तमन्या से इयादत वल्लक तमन्या सल्लल्लाहु अलैहि वसल्लम ने बवा तत्ता
لقد كان لكم في رسول الله أسوة حسنة အလ္လာဟ်ဒီမှာအလ္လာဟ်ရဲ့တမန်တော်ဒီမှာအင်တန်ကောင်းရတဲ့နမူနာတွေဘာတလဲဆရာနမူနာကြီးပဲတမန်တော်ကအလုပ်များတာရှိမလားတမန်တော်ဆလ္လာလာဟူအလိုင်းဝါဆလမ်တစ်ဖက်ကနော်အမတ်တို့တရားလုံးကိုတမန်တော်ဆိုတရဘီယတ်လုပ်ပေးနေတယ်လူတွေကိုလမ်းနေပြနေတယ်ထိန်းချောင်းနေတယ်ပြုပြင်ပေးနေတယ်ဒါတစ်ဖက်ကရန်သူတွေကနော်အများကြီးတိုက်ဖို့အတွက်ဒုက္ခဒုက္ခပြီးတော့တားဆိုးနေတမန်တော်ဂျီဟာတ်တွေလုပ်ရတယ်လူတွေလှုပ်ရတယ်ကိုယ်တိုင်သွားရတယ်သူတွေလည်းကောင်းမယ်အုပ်ချုပ်မှုရဲ့အဲ့ဒီနေသာစီမံခန့်ခွဲမှုကိုတမန်တော်ဆလ္လာလုပ်နေရတယ်အလ္လာဟ်ရှင်ကကိုယ်တိုင်မိတ်တော်မူထားတယ်အင်နလကဖင်နဟာရီဆလဟန်တဝီလာအကင်တမန်တော်နေမှာအင်မတန်ကြီးမားတဲ့မအာမလတ်တွေဖြစ်တယ်တမန်တော်အဲ့ဒါလောက်အလုံးများတယ်တော်တော့ကိုအလုံးများတယ်တော်တော့ကိုအလုံးများတယ်တမန်တော်ဆလအုပ်ချုပ်နေတဲ့အင်ပါယာကြီးရတယ်နေတာလားတို့လိုလေးပဲအဲ့ဒါလောက်ကြားတွေကနေပြီးတော့တမန်တော်ဆလ္လာလာဟူအလိုင်းဝါဆလမ်နမီရဲ့စွာဘာတဝကတွေနေထိုင်မကောင်းဖြစ်ကိုယ်တိုင်သွားကြည့်တယ်တရားသလို့ဘိုက်တိတဲ့အတိုင်းပဲကျွန်တော်လုံများတယ်လေကျွန်တော်မအားဘူးလေအဲကျွန်တော်မဟုတ်တလောက်လုံများတယ်တရားသက်သွားလို့သွားကြည့်တယ်လူမမာတမင်းသွားမီးလူမမာတင်းတမန်တော်ဆလ္လာလာဆောသွားမီးအဲ့ဒီရောက်တဲ့အခါကျတော့စွာဘာကြီးကတခါတော့ပိန်ချုံပြီးတော့တခါလည်းလုံးဝယုံနဲ့အေးပဲရှိတယ်တော့ရှင်နေဆုံးတယ်တမန်တော်ဆလ္လာဆောမိတော်မူတယ်မင်းဘာတို့အတောင်းတယ်လားဒီမှာတော့ရှောက်ထားတယ်ယာလာယာရဆူလလာကျွန်တော်အလ္လာဟ်ဒီမှာဒီလိုတောင်းနေယာလာကျွန်တော်ကအာခရတ်မှာပေးမဲ့ပြစ်ဒဏ်တွေဒုနီယာမှာမပေးလိုက်အားလုံးအာခရတ်မှာကျွန်တော်မခံစားနိုင်ဘူးဒုနီယာမှာအားလုံးကျွန်တော်ပေးလိုက်တမန်တော်ဆလ္လာလာဟ်အလိုင်းဝါဆလမ်မင်းတောင်းနေတဲ့ဒူအာမင်းအလ္လာဟ်ဒီမှာဒီလိုတောင်းနေတဲ့အရာမင်းမနိုင်တဲ့အရာကိုမင်းတောင်းနေတာအာပါလေအာခရတ်ရဲ့အဇတ်ရာပါလေဘာတိမင်းမနိုင်တဲ့အရာကိုမင်းတွားတောင်းနေမနိုင်တဲ့အရာတွားတောင်းဘယ်လိုမတောင်းရအောင်တမန်တော်ဆလ္လာလာဟ်တင်ပြီးတယ်ဘာနာအာတီနာဖီဒူနီယာဟာဆနာဝဖီလ်အာခီရတ်ဟာဆနာတောဝကိနာအဇာဘ်နာဒါတာဒုနီယာမှာလည်းတင်နေမှာတော့ထားပြီးပါအာခရတ်မှာလည်းတင်နေတာထားပြီးပါယန္နမီအဇာဘ်ကနေလွတ်မြောက်မှုကလည်းရှိမိတော့ဘူးပါလာကေတင်လို့ဒီလိုတောင်းဒီအဇာဘ်ကိုမခံနိုင်သလားအာခရတ်မှာပေးမှာအဇာဘ်ကိုဒုနီယာမှာအလ္လာဟ်ပေးလိုက်ပါဒီလိုဘာကြောင့်တောင်းတာလဲမနိုင်ဘူးလေဦးဒီမှာပဲလုံးဝအယုံနဲ့အေးပဲရှိတော့ဒီတော့ကြောင့်ဒုနီယာလည်းအစဉ်ပြေမှုတော့ဖို့ဒုနီယာအတွက်လည်းအစဉ်ပြေမှုလိုအပ်တယ်အာခရတ်အတွက်လည်းလိုအပ်ဒီတော့ကြောင့်အမတမပြည့်စုံတဲ့ဒူအာအလ္လာဟ်ရှင်မြတ်ကိုရောတိုင်းတင်နာပေးတယ်ဒီဒူလိုဒူအာတောင်းအာခရတ်နဲ့ပတ်သက်ပြီးတော့နော်ဒုနီယာနဲ့ပတ်သက်နှစ်ခုလုံးတင်တယ်အဲ့တော့နောက်တစ်ခုကဒီမှာလူတယောက်ကဒုနီယာမတောင်းတယ်အာခရတ်မတောင်းတာတဘောမချဒုနီယာအာခရတ်တော့တောင်းတယ်လားချင်းကျူတာချင်းမွန်းတာဒုနီယာမတောင်းဘူးအာခရတ်တောင်းတယ်အဲ့ဒါကိုလေဘာဖြစ်သွားလဲဒါတဘောမချဒုနီယာလည်းတောင်းပါဒုနီယာလည်းတောင်းတောင်းတော့မပေါ့ဒီနေ့တော်တော်များတယ်လို့ရှိလုံးဝနော်အခုလို့ဆိုရင်ဒီလိုလေဟာလားအာခရတ်ပေးပါဒုနီယာပေးပါကျွန်တော်ဒုနီယာမတောင်းဘူးဘာလို့လဲဒုနီယာဘာလို့မလဲဘာဒုနီယာလည်းတောင်းဒီတို့ကြောင့်နှစ်ခုလုံးလိုအပ်တယ်ဒီဒူအာကိုအလ္လာဟ်ရှိမြတ်ကိုယ်တိုင်တင်နာပေးခြင်းမဖြစ်ပါဘူးအင်ရှာလာနောက်ဖန်ကျန်တဲ့အပိုင်းဆက်တင်ပြမယ်အလ္လာဟ်ရှင်ကျွန်တော်အားလုံးကိုတင်ပြပါချက်လက်များလိုက်နာနိုင်တဲ့အခွင့်အရေးရှိပြီဖြစ်နာလို့ပါစေဒါအဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်